ကျမကတော့ဖလုံကန်ကုန်းမှာနေတဲ့မမြကေခိုင်ဖြစ်ပါတယ်ကျမအသက်ကတော့29နှစ်ပါကျမမှာတားလေး2ယောက်ရှိပါတယ်တားကြီးကတော့9နှစ်ခွဲတားငယ်လေးကတော့1နှစ်နဲ့3လပါတားဦးလေးကိုဝင်ဆရှိတော့ဆိုလို့ရှိရင်အဲ့လိုမျိုးကျမရဲ့အသိပညာပေးတွေလည်းမရှိခဲ့ဘူးပေါ့နော်အဲ့လိုမျိုးအာဟာရပိုင်းနဲ့ပတ်သက်လို့လည်းမရှိဘူးပုံဒီလိုပဲတာမန်လူတယောက်လိုပဲနေတယ်တာမန်လူတယောက်လိုပဲစားတယ်ပေါ့အဲ့လိုမျိုးကာကွယ်ဆေးတွေပါတယ်ထိုးရမယ်ဆိုတော့လည်းထဲထဲဝင်မသိခဲ့ဘူးပေါ့နော်ပြီးတဲ့အခါမှာလည်းပေါ့နော်ဟိုရှေ့အယူစားနေပေါ့အစားအတော့ဟိုအဲ့လိုမျိုးရှောင်ခဲ့ရတယ်ပေါ့အဲ့လိုမျိုးအကျော်အလော်ထမင်းဖြူအဲ့လိုမျိုးဟင်းကားဟင်းအဲ့လောက်ပဲစားခဲ့ရတယ်ပေါ့နော်ကြီးကောင်တော့ချူကြခဲ့တယ်ပေါ့ကြီးကောင်တော့ဆိုလို့ရှိရင်အဲ့လိုမျိုးစေကန်းစေဝင်တော့ကုန်ကြစိတ်တွေကဟိုညားတယ်ပေါ့ဟောပြီးရှင်အဲ့တားကြီး၄နှစ်ကျော်လောက်မှာဆန်ကလေးတွေခေါ်ရဲဆိုပြီးတော့မှတားကြီးကိုဆန်ကလေးထဲမှာထည့်လိုက်တယ်ပေါ့နော်ဆန်ကလေးထဲမှာထည့်တယ်ထည့်လဲထည့်တော့ပြီးလဲပြောဟိုကိုဝင်ရှိသွားတာပေါ့နော်ကိုဝင်ရှိလဲရှိတော့တားငယ်လေးကိုဝင်ရှိလဲရှိတော့ကိုဝင်ဆောင်တွေကိုလည်းဝေါ်ဖီရှင်ကစောင့်ရှောက်ပေးတယ်အဲ့လိုမျိုးဟိုအသိပညာပေးခေါ်ပြောပွဲတွေလည်းရှိတယ်ဝင်ကျင်လားအဲ့လိုမျိုးမေးတဲ့အခါမှာလည်းဝင်လိုက်တာပေါ့ဝင်တဲ့အချိန်မှာဆိုလို့ရှိရင်ကိုဝင်စရှိနေတာပေါ့နော်အိတ်ရှိခေါ်ပြောပွဲတွေအဲ့လိုမျိုးကျမအသိပညာပေးခေါ်ပြောပွဲတွေပြောတယ်ကိုဝင်ဆောင်ဘယ်လိုစောင့်ရှောက်ကမယ်ပေါ့နော်ဘယ်လိုဂရုစိုက်ရမယ်ဆိုတာတွေလည်းသူကခေါ်ပြောပေးတယ်ပြီးလို့ရှိရင်အိမ်မှာလည်းလာပြီးတော့မှအိမ်တိုင်းရောက် TTC တွေလည်းတွေ့ပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ပေးTTC ကတော့ပေါ့နော်သူတို့ကလာအလိုက်လာတွေ့တာပေါ့ကိုဝင်ဆောင်အဲ့လိုမျိုးဆက်စားဦးဆုံး3လမှာတစ်ချိန်ပြီးလို့ရှင်နောက်ထပ်3လကြာအဲ့လိုမျိုးပေါ့နော်ကိုဝင်ဆောင်မှာလည်းလာအလိုက်လာတွေ့တယ်ခလေးမှုတော့လည်းသူ့လာအလိုက်လာကိုဝင်ဆောင်မှာလာတွေ့တဲ့အခါကျလို့ရှင်ပေါ့ထမင်းကိုခတိုင်းထက်တက်နက်ပူစားရမယ်အာဟာရရှိအောင်စားရမယ်အေးဝဝအေးရမယ်အကုန်လုံးလက်ဟာမှုမရှိအောင်ပေါ့နော်ကိုဝင်ဆောင်တယောက်လောက်ရမယ့်လုပ်ငန်းဆောင်တာတွေလက်ဟာမှုမရှိအောင်တို့ကအစင်မပြတ်လာပြီးတော့မှဟိုစစ်ဆေးပေးနေတာပေါ့နော်အဲ့လိုကြတော့လေကိုတွေကပို့ပြီးတော့မှလှုပ်ဖြစ်တယ်ပေါ့မွေးပြီးတဲ့အခါကျလို့ရှိရင်လည်းအဲ့လိုမွေးပြီးတဲ့အခါခလေးကိုနို့ကြီးပဲတိုက်ရက်လားအဲ့လိုမျိုး6လမပြည့်ခင်ရေတိုက်နေသေးလားပေါ့အဲ့လိုမျိုးအိမ်နိုင်ရောက်လာပြီးမှသူကဟိုစစ်ဆေးတယ်ပေါ့ကြည့်ရှုပေးတယ်ပေါ့စောင့်ရှောက်ပေးတယ်အဲ့လိုမျိုးခလေးကိုအစားအစာကျွေးတဲ့အခါကျလို့ရှိရင်လည်းအဲ့လိုမျိုးတေချာစနစ်တကျကျွေးရလားအဲ့လိုမျိုး6လဆိုလို့ရှိရင်ထမင်းကိုပမာဏဘယ်လိုကျွေးရမလဲအချိန်မှန်ကျွေးရမယ်အဲ့လိုမျိုးလေးတွေလည်းတေချာလေးပြော့ပြတယ်ပေါ့နော်ပို့ပြီးတော့ခလေးကလည်းကျန်းမာလာတယ်တိတိတသားကိုအဲ့လိုမျိုးပေါ့နော်ဟိုနိုးဆိုးတဲ့အခါမှာလည်းနိုးလည်းကောင်းကောင်းထွက်တယ်အဲ့လိုဒီနံလေးအစုံစားပြီးတဲ့တော့ခလေးလည်းတော်တော်လေးကျန်းမာတယ်ပေါ့ဝေးပြီးတဲ့ဟိုဘာမှလည်းဟိုကျန်းမာရေးဆိုတာမရှိဘူးเนาะအငယ်လေးကျတော့စေုံစေးကနေဘာမှမသွားဘူးဆိုတော့ဟိုပတ်စံလည်းပို့ထွက်လာတယ်ပေါ့စီးပွားရေးလည်းပို့ပြီးအဆင်ပြေလာတယ်ပေါ့